mong we king we sin sanda Yirang Dai mian pie Nhìn giang sư Tôn khai Easy giang long De lâu mê thu ghê ghê La ja ba zi Nhiều mong we king we sin sanda Yirang Dai mian pie Nhìn giang sư Tôn khai Easy giang long De lâu mê thu ghê ghê La ja ba zi A sempi Nia du chinu lau pe Tanda Cho mya mya so te le rui Ma miu du ye Gong ne mi rui Yin che du rui Ma nit ka ve lao Nge ra rui E mya mya Ma me re nai rui Zivita Dana Supao Nga Lukwe Khana Gu Te Yao La Ja Re MPRL EMP Company အုပ်စုရဲ့ Senior Executive Management အပါအဝင်ဝန်ထမ်းများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့ဥစွာနှုတ်ခွန်းဆက်လိုက်ပါတယ်ဒီနေ့ဟာမြန်မာသက္ကရာ1386ခုနှစ်မြန်မာအဲရာ ME 1386တပေါင်းလာဇန်9ရက်နေ့ဖြစ်ပါတယ်ကျွန်တော်တို့မြန်မာတွေအနေနဲ့တစ်နှစ်တာ12လ12လလုံးထူးခြားစွာရာသီအလိုက်လအလိုက်အစင်လာမပြည့်ရိုးရာဓလေ့ယဉ်ကျေးမှုပွဲတော်တွေကိုဆင်ရင်ကျင်းပလေရှိတဲ့နေရာမှာဒီတပေါင်းလကိုတော့သဲပုံစီဒီပွဲတော်ကျင်းပတဲ့လလို့ဆိုကြပါတယ်။တနည်းအားဖြင့်တပေါင်းလဟာစပါးနှမ်းမြေပဲပဲအမျိုးမျိုးဝါကွန်းတွေပေါ်ပြီးတဲ့တောင်သူလယ်သမားတွေရဲ့ငွေကြေးရွှင်ချိန်လည်းဖြစ်တာကြောင့်အနေနဲ့အရရမှာဖျားပွဲတော်တွေအလှူဒါနတွေပြုလုပ်ဆင်ရင်ကျင်းပတဲ့အချိန်အခါလို့လည်းဆိုနိုင်ပါတယ်ဒီနေ့ကနေနောက်3ပတ်ကြာမှာတော့တကူးလာကိုရောက်ရှိမှာဖြစ်ပါတယ်ရာသီ12ပါးယဒု6ပါးဥရု3ပါးရှိရမှာတကူးလာဟာမြည်သည့်ရာသူကူးပြောင်းမှုမရှိတော့လဲနှစ်ဟောင်းကနေနှစ်သစ်ကိုကူးပြောင်းတယ်လားဖြစ်လို့တာကူးအတာကူးသို့မဟုတ်နှစ်ကူးလာလို့လည်းခေါ်ဆိုကြပါတယ်အတာကူးလာမှာအတာတကြံရေသဝင်ပွဲတော်နဲ့အတူဇဒုတိတာကျွေးမွေးလှူဒန်းခြင်းတက်ကြီးရွယ်အိုများကိုတန့်ရှင်းစင်ကြယ်ပေးခြင်းဥပုပ်တီလတရားစောင့်တရားရိပ်သာဝင်ခြင်းပေးရွတ်ခြင်းဘေးမဲ့ကျွဲနွားလှုပ်ခြင်းငှက်များနဲ့ငါးများကိုတက်စိဇီဝိတအလှူဒါနပြုလုပ်ခြင်းစတဲ့ဘာသာရေးဆိုင်ရာကောင်းမှုကုသိုလ်ပွဲတွေကိုပူးတွဲဆောင်ရွက်တတ်ကြတာဖြစ်လို့မင်္ဂလာအပေါင်းနဲ့အထူးပြည့်စုံတယ်လားလို့လည်းသတ်မှတ်ခေါ်ဆိုကြပါတယ်ကျွန်တော်တို့မြန်မာတွေဟာကံရဲ့အကျိုးကိုယုံကြည်တဲ့ဗုဒ္ဓဘာသာဝင်အများစုဖြစ်ကြတဲ့အတိုင်းသံတရားမှာကံကောင်းစီရန်အလို့ငါကုသိုလ်ကောင်းမှုများပြုလုပ်ကြခြင်းနဲ့အမှားတွေရှိခဲ့ပါကဖြေလျော့စေရန်လူကြီးမိဘတွေကိုဝန်ချကြော့ခြင်းစတဲ့အမှုတွေကိုလှုပ်ဆောင်ကြလေရှိပါတယ်တခါဒီလိုသံတရားမှလွတ်မြောက်စေရန်အကျိုးငါကောင်းမှုကုသိုလ်တွေကိုပြုလုပ်ကြတဲ့ဓလေ့လည်းရှိပါတယ်မြတ်စွာဘုရားကတန်တရားဆိုတာဟာကဘာမှာရှိတဲ့မြေကြီးအားလုံးကိုတူးပေါက်ပြီးသမုဒ္ဒရာ၄စင်းကရေနဲ့ခတ်ထန်တဲ့ရောဖြောကရွှွန့်အလုံးတွေတလုံးချင်းပြုလုပ်ပြီးခဲ့တဲ့ဘဝတွေကိုရေတွက်မယ်ဆိုရင်တောင်ရွှွန့်အလုံးသာကုန်သွားမယ်ဘဝတွေမပြီးပြတ်သေးဘူးတန်တရားဟာမပြီးဆုံးနိုင်သေးဘူးလို့မိန့်တော်မူခဲ့ပါတယ်တနည်းအားဖြင့်တန်တရားဆိုတာအတိုင်းအဆမရှိတဲ့စက်ဝန်းတစ်ခုဖြစ်တာကြောင့်ကျွန်တော်တို့မြန်မာတွေအနေနဲ့တန်တရားမှလွတ်မြောက်စေခြင်းအကျိုးငါယခုလိုကောင်းမှုကုသိုလ်တွေကိုပြုလုပ်တတ်ကြခြင်းဖြစ်ပါတယ်